တန်ချိန်1000ကျော်ရှိတဲ့ကြောက်တုံးကြီးတွေကိုလူတစ်ယောက်တည်းအားနဲ့ရွှေ့ပြောင်းခဲ့တယ်ဆိုရင်တင်ယုံမလားအမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ်မှာတနာရဲတိုက်လို့ခေါ်တဲ့အင်မတန်ထူးဆန်းတဲ့အဆောက်အုံကြီးတစ်ခုရှိပါတယ်ရဲတိုက်ရဲ့အစမ်းကျယ်ဆုံးအပိုင်းကတော့ညချီညီအောင်ထိန်းထားတဲ့6တန်လေးတဲ့ကြောက်တုံးတကားကြီးပါပဲအဲ့ဒီတုန်းကဆိုရင်အဲ့ဒီတကားကြီးကိုလက်ချောင်းလေးတစ်ချောင်းနဲ့တင်တွန်းဖွင့်လို့ရပါတယ်ဒီအဆောက်အဦတစ်ခုလုံးကိုအတဝတ်လိပ်စကားနင်ဆိုတဲ့လူတစ်ယောက်တည်းကတိစောက်ခဲ့တာပါဒီလောက်တိကျသေးချာလွန်းတဲ့အဆောက်အုံကိုလူတစ်ယောက်တည်းဘလို့တိစောက်ခဲ့တယ်လဲဆိုတာသူတေတီတွေအခုထိငင်းခုန်နေကြတော့မှာသူ့ရဲ့အရက်က9ပေတောင်မပြည့်တယ်လို့ကိုလေးချိန်ကလည်းပေါင်100ကျော်ယုံလေးပဲရှိပါတယ်ဒီလူဟာဆယ်စုနှစ်3ခုနီးပါးကြာအောင်တန်တာကြောက်တုံးကြီးတွေကိုသူကိုယ်တိုင်ဖျက်တောက်ပြီးရွှေ့ပြောင်းတည်ယူခဲ့တာပါဒါပေမဲ့ဒီကြောက်တုံးကြီးတွေကိုသူဘလို့တည်ယူခဲ့တယ်လဲဆိုတာကိုတော့ဘယ်သူမှမပြောပြခဲ့ပါဘူးသူစီမှာရှိတဲ့ပစ္စည်းတွေကလည်းတန်ကြိုးတွေ3ခွထောက်တိုင်တွေနဲ့ရိုးရှင်းတဲ့လက်လုပ်ကရိယာလေးတွေပါပဲလူတွေကသူ့ကိုမေးမြန်းတဲ့အခါမှာတော့ပီယာမစ်တိဆောက်သူတွေရဲ့လှုပ်ဝက်ချက်ကိုသူသိရှိထားတယ်လို့ပဲပြန်ဖြေခဲ့ပါတယ်သူကတန်လိုက်တဲ့နဲ့တဘာဝလောကရဲ့မမြင်နိုင်တဲ့စွမ်းအင်တွေအကြောင်းကိုလည်းထုတ်ဖော်ပြောလေးရှိပါတယ်ထူးခြားတာကသူဟာရဲတိုက်ဆောက်လုပ်ရေးကိုလူချေတိတ်တဲ့ညစ်နဲ့တကောင်ရံမှာပဲတိတ်တဆိတ်လှုပ်ဆောင်ခဲ့တာပါအချို့မျက်မြင်သက်သေတွေကတော့ညဘက်တွေမှာကြောက်တုံးကြီးတွေမျောလွင့်နေတာကိုတွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်အတဝတ်တွေဆုံးသွားတဲ့အခါမှာတော့သူအုံပြုခဲ့တဲ့နီလန်းတွေဟာလည်းသူနဲ့အတူတပါးတည်းထာဝရပျောက်ကွယ်သွားခဲ့ပုံပါပဲ